virtual device manager AVD manager ပေါ့နော် AVD manager ကိုဘယ်လိုသုံးမလဲဘယ်လို create လုပ်မလဲပေါ့နော်ဆိုတော့အဓိက AVD manager ဆိုတာက Android Studio ထဲမှာပါတဲ့ feature တစ်ခုပဲပေါ့နော်သူကဒီ emulator သဘောပဲကို emulate လုပ်လို့ရအောင်လို့သူကထည့်ပေးထားတဲ့ feature ပေါ့နော်အဲ့တော့ဒီမှာဆိုရင်AVD manager တွေက device မျိုးစုံအတွက်device မျိုးစုံရွေးချယ်ခွင့်ရအောင် device မျိုးစုံရွေးလို့ရအောင်လုပ်ပေးထားရပေါ့နော်သူက manage လုပ်ပေးထား device တွေ manage လုပ်ပေးထားပါဆိုတော့အဲ့တော့ device တွေအများကြီးသူစီမှာရှိတာတွားကြည့်ရအောင်ပေါ့နော်ဆိုတော့အဲ့တော့ Android Studio ကိုဖွင့်မယ် Android Studio ကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုရင်အဲ့မှာဒါအရင်နေ့တော့လောက်ထားတဲ့ application လေးတစ်ခုပေါ့နော်ဆိုတော့အရင်ဆုံးဒီမှာဆိုရင်ဒီဘက် asset 30ကိုဖွင့်မယ်ဒီမှာဆိုရင် virtual device manager ဆိုတာရှိပြီးသားအဲ့ဒါကိုဖွင့်လိုက်မယ်မရှိသေးဘူးဆိုရင်တော့ down အောင်ပါပေါ့နော်အဲ့တော့ဒီ virtual device manager တွေဒီဖွင့်ဖို့ဆိုရင် Android emulator ပေါ့နော် Android emulator ဖွင့်ဖို့ဆိုရင် Android emulator virtualization 2ရှိမှဖွင့်လို့ရပါပေါ့နော်အဲ့တော့ virtualization 2ကိုယ့်ရဲ့ setting မှာရှိမရှိစစ်ချင်တယ်ဆိုရင် Hyper-V ဒီမှာတော့ Hyper-V ရှိမရှိစစ်တာပေါ့နော်အဲ့တော့ဒီ command ကိုယူပြီးတော့ကြတော့ကိုယ့် terminal မှာရိုက်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဒီအချိန်မှာ1ပြန်လာတယ် return 1ပြန်လာတယ်ဆိုတာရှိရလို့ပြောချင်တာ return 1မဟုတ်ဘူးမရှိဘူးဆိုရင်ကြတော့ထပ်ပြီးတော့ဒီ HASM ဆိုတဲ့ဟာတခုထပ်ထားရမယ်ပေါ့နော် SDK manager ကနေပြီးတော့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဖွင့်လိုက်မယ်ဆိုရင်ဒါကတော့အရင်နေ့ကလောက်ထားတဲ့ virtual device တစ်ခုပေါ့နော်ဒါမှမလို့ချင်းဆိုဖြတ်လိုက်လို့ရတယ်ရောဖြတ်လိုက်မယ်အခုအသစ်လိုချင်နေဆိုရင်တခုထပ်ထည့်မယ်ဒီမှာကြိတ်လောက်ရွေးလို့ရတယ်ဖုန်းတွေတွေ့လားအဲ့တော့7 Pro လောက်လိုက်မယ်ပြီးရင်ဒီမှာဒီ Play Store ပုံစံလေးကြတော့ဒီကိုက7 Pro ကိုဖွင့်လိုက်မယ်ဆိုရင်အဲ့ဒီဖုန်းထဲမှာ Google Play Store ပါပြီးသားပေါ့နော် Google Play Store က support လုပ်ထားရဲဆိုတဲ့ logo ပေါ့နော် next နှိပ်လိုက်မယ်ဆိုတော့ system image ရွေးခိုင်းတယ်ပေါ့နော်ဆိုတော့ဒီမှာ system image ကိုရွေးခိုင်းတဲ့နာမည်ပြောင်းလို့ရရဲ့ additional setting မှာလည်းအများကြီးလုပ်လို့ရသေးတယ်ကိုကြိုက်တယ်လို့ camera ကိုဘယ်လို camera မျိုးလိုချင်တာလဲနောက် camera ရှေ့ camera network ကိုဘယ်လို network မျိုးလဲကိုကြိုက်တယ်လို့လုပ်လို့ရတယ်ဒါ storage ကိုဒီမှာတော့ internet storage က 6GB ကိုဒါထည့်လို့ရရဲပေါ့နော်ဘယ်လောက်ထည့်မလဲဒီຢာတွေအရင်မကျွမ်းသေးဘူးဆိုတော့သူထားလိုက်သူ့ရဲ့ဒီပွင့်ပေးပြီးသားပုံစံတိုင်းပဲထားလိုက်လိမ့်ရတယ်မှာဆို CPU က4ခုသုံးမယ်ဒီမှာတော့4ခုအများဆုံးပဲသုံးလို့ရတယ်ဘာလို့လဲဆိုတော့အခုသုံးနေတဲ့ဆက်က4ခုပဲရှိလို့ပေါ့နော်ပြီးတော့ကြတော့ဒီမှာ RAM ဆိုလဲဘယ်လောက်ကသုံးမလဲ virtual machine heat size ဆိုဘယ်လောက်သုံးလဲဒါတွေအကုန်လာပြီးတော့ရွေးလို့ရတယ်အဲ့တော့ဒီမှာဆို system image ကသူရေးထားတဲ့အတိုင်းပဲဘာမှမလုပ်ဘူးပေါ့နော်ဒီတိုင်းလေးပဲဆက်ပြီးတော့သွားလိုက်မယ်API level တွေရွေးလို့ရမယ် finish လုပ်လိုက်ရဆိုသူကဒီမှာရသွားပြီတလို့အဲ့မှာဆို run လို့ရတယ်ဒီဟာလေးကိုနှိပ်ပြီးတော့ကြာ bro ဒီဟာကplay လုပ်လိုက်တယ်ဆိုဒါစပြီးတော့ကိုရဲ့ဒီ emulator မှာ virtual device ကစပြီးတော့ run ပြီပေါ့နော်ဆိုတော့စပြီး run ပြီဆိုတော့နည်းတော့အချိန်ယူရတယ်သူတက်လာလိမ့်မယ်ပေါ့နော်အဲ့မှာဆိုတက်လာပြီဒါဆိုပထမဆုံးစဖွင့်တဲ့ပုံစံမျိုးတက်လာပြီတက်လာပြီဆိုရင်ဖုန်းတစ်လုံးအတိုင်းပဲကိုယ့်ရဲ့ application ထဲမှာဒါသုံးလို့ရသွားပြီအဲ့မှာမမကိုကဒီဟာကိုဖြတ်ချင်တယ်ပြင်ချင်တယ်ဒါတွေလုပ်လို့ရတယ်เนาะအဲ့ဆိုကိုးဘူးဆိုတာရှိရဲကွစ်ဘူးဆိုတာရှိရဲခိုးဘူးဆိုတာကကြတော့ကိုယ့်ရဲ့ device ကိုပထမဆုံးချိန်စဖွင့်တော့အတိုင်းပဲပြန်ပြီးဖွင့်ချင်တယ်ဆိုကိုးဘူးချလိုက်ရတယ်ကွစ်ဘူးရှိရဲကွစ်ဘူးကကြအရင်နောက်ဆုံးလုပ်ခဲ့တဲ့ပုံစံတိုင်းပြန်ဖွင့်ချင်တယ်ဆိုကွစ်ဘူးဒီဟာတွေရှိပါတယ်